ကျေတော့နော်ဒီမှာတော်ခရမ်းတီနော်ဒီမှာတွေ့လားတပုံကြီးနော်တကယ်ချင်းတော့ဒီမှာတွေ့လားနော်ထိုင်းလို့ဆိုရင်သူတို့ခေါ်တယ်မကွယ်နော်ဒါကတော်ခရမ်းတီနော်ဒီခရမ်းတီကနော်သူမှဲ့ပြီနော်မှဲ့ဆိုအနီရောင်သူ့ပင်ကအဆူးရှိတယ်နော်ပါတော့ကောင်းကျိုးလဲဆိုရင်ကျွန်တော်တို့လဲကြောင်းနာတာနော်ချောင်းဆိုးလဲကြောင်းနာတာနော်ချွဲတလိုက်ကတ်တာတော့နော်အဲ့လိုမျိုးနော်ပြီးရင်တော့တက်ရှူကြတာတော့အဲ့ဒီခရမ်းတီကိုသူ့ဆူးရှိတယ်နော်သူပြင်အဲ့ဒီခရမ်းတီကနော်ကျွန်တော်တို့တစ်လုံးနှလုံးအဲ့ဒီတိုင်းမဲ့ဝါစားလေးရတယ်ဒါပေမဲ့နည်းနည်းခါရတယ်နော်မဟုတ်ရင်တော့ရေနွေးနဲ့တောက်လို့လေးရတယ်နော်တကယ်ချင်းတော့နော်ဒီမှာတောထဲမှာဆိုတပုံကြီးဒီမှာတွေ့လားတောခရမ်းတီနော်โอเคနော်တကယ်ချင်းတော့ခဏစောက်ဒီမှာတွေ့လားကျွန်တော်တို့ချောင်းဆိုးချွဲတလိုက်ကတ်ဒါနော်တက်ရှူကြတာဆိုရင်ဒီခရမ်းတီဒီလိုမျိုးစားလိုက်လွယ်ပဲနော်ကျွန်တော်ဒါတလုံးစားပြမယ်နော်တကယ်ချင်းသူနည်းနည်းခါတယ်နော်ဒါပဲသူ့ပင်တော့ဒီမှာတပုံကြီးတီးနေနော်ကျွန်တော်တို့များခူးထားပြီးရင်တော့ကျွန်တော်တို့တိန်ထားလို့ရတယ်နော်တကယ်ချင်းတော့နော်ဒါကလဲကြောင်းနာတာချွဲတလိုက်ကတ်တာချောင်းဆိုးရင်ကြတာအဲ့ဒါဒီခရမ်းတီကိုကျွန်တော်တို့တုံးပြလို့ရတယ်နော်โอเคနော်ကဲအခုကြည့်နေတဲ့သူဆိုအရန်ကိုကျေးဇူးတင်ပါတယ်နော်တကယ်ချင်းတော့